channel လေးကို subscribe လုပ်ဖို့မမေ့နဲ့နော်လူငယ်လေးတစ်ယောက်ဟာရှေးဟောင်းစာအုပ်တအုပ်ကိုမတော်တဆကင်တွယ်မိရာကနေအံ့ဩစရာကောင်းလောက်အောင်စာအုပ်ထဲကနေဆူရှာတောက်ပတဲ့ရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့ပါတယ်ထို့နောက်သူ့ရဲ့စိတ်ဝိညာဉ်ဟာစမ်းကြဲတဲ့နေရာတစ်ခုစီသို့ရောက်ရှိသွားပြီးထိုနေရာကနတ်မင်းကြီးတစ်ပါးကသူ့ကိုအရာအလုံးရဲ့စစ်မှန်တဲ့တန်ဖိုးကိုမြင်နိုင်စွမ်းရှိတဲ့နတ်မျက်စိတစ်စုံအနှင်းခဲ့ပါတယ်လူငယ်လေးဟာအချိန်မဆိုင်ပဲသူ့ရဲ့စွမ်းအားအသစ်ကိုစမ်းသပ်ဖို့အတွက်ရှေးဟောင်းပစ္စည်းအယောင်ဈေးကွက်စီကိုတန်းမတ်သွားခဲ့ပါတယ်ဈေးကွက်ထဲမှာသူဟာတန်ဖိုးရှိပုံရတဲ့ကြောက်စိမ့်ဆွဲသီးတစ်ခုကိုတွေ့ရှိသွားတဲ့အခါမယိုးသားတဲ့ဆိုင်ရှင်ကထိုဆွဲသီးကိုဒေါ်လာ3000နဲ့ရောင်းဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့လူငယ်လေးကသူ့ရဲ့နက်မျက်စိကိုအသုံးပြုပြီးကြည့်လိုက်တဲ့အခါထိုဆွဲသီးရဲ့စစ်မှန်တဲ့တန်ဖိုးဟာဒေါ်လာ3သိန်းတန်မှန်းချက်ချင်းသိလိုက်ရပါတယ်ဆိုင်ရှင်ဟာဒီဆွဲသီးရဲ့တန်ဖိုးအစစ်အမှန်ကိုမသိမှန်ရိပ်မိသွားတဲ့အတွက်လူငယ်လေးကဒေါ်လာ200နဲ့ပဲညှိနှိုင်းပြီးအလွယ်တကူဝယ်ယူလိုက်ပါတယ်ထို့နောက်သူဟာအနီးအနားမှာတစ်သားပန်းပူရုပ်တစ်ခုကိုလိုက်လံရောင်းချနေတဲ့ချုံမောလှပတဲ့အမျိုးသမီးတဦးကိုတတိပြုမိသွားပါတယ်ထိုအမျိုးသမီးဟာဘေးပတ်ဝန်းကျင်ကလူတွေရဲ့လှောင်ပြောင်ခြင်းကိုခံနေရတော့လဲလူငယ်လေးကလှမ်းကြည့်လိုက်ရုံနဲ့တင်ဒီပန်းပူရုပ်ဟာအလွန်တန်ဖိုးကြီးမှန်းသိလိုက်တာကြောင့်ချက်ချင်းပဲတွားရောက်ဝယ်ယူခဲ့ပါတယ်ထိုအမျိုးသမီးကလည်းလူငယ်လေးဟာတာမန်လူမဟုတ်ကြောင်းရိပ်မိပြီးသူမကိုကြောက်စိမ့်ဆွဲသီးတစ်ပွင့်ရှာပေးဖို့အကူအညီတောင်းခဲ့ပါတယ်ဒါကြောင့်လူငယ်လေးကသူခုနတ်တင်ဝယ်ယူထားတဲ့ကြောက်စိမ့်ဆွဲသီးကိုထုတ်ပြလိုက်ရာအမျိုးသမီးကအလွန်သဘောကျသွားပြီးချက်ချင်းပဲလူငယ်လေးထံသို့ဒေါ်လာ3သိန်းလွှဲပြောင်းပေးခဲ့ပါတယ်နောက်ပိုင်းမှာတော့လူငယ်လေးဟာတန်မိုးကြီးယတနာတွေကိုထပ်မံရှာဖွေဖို့အတွက်ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။ထိုအချိန်မှာပဲနာမည်ကြီးရှေးဟောင်းပစ္စည်းအရေးသွေးစစ်ဆေးပညာရှင်တဦးကသူ့ကိုလာရောက်ဆင်ခေါ်ခဲ့ပါတယ်။လူငယ်လေးကကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီးစစ်ဆေးကအဖြစ်ဒေါ်လာ1000တောင်းဆိုခဲ့ပါတယ်။ပညာရှင်ကြီးကလူငယ်လေးကိုအလွန်ထောင်ရတယ်လို့ထင်မြင်မိပေမဲ့တိတ်ခါဆဲတဲ့အနေနဲ့ဒေါ်လာ1000ကိုပေးဆောင်ခဲ့ပါတယ်။လူငယ်လေးကပညာရှင်ကြီးဝတ်ဆင်ထားတဲ့ရွှေဆွဲကြိုးကိုစစ်ဆေးခွင့်တောင်းပြီးအနီးကပ်ကြည့်ရှုကထိုဆွဲကြိုးရဲ့ချိုးယွင်းချက်တွေကိုတစ်ခုချင်းစီထောက်ပြခဲ့ပါတယ်။ပညာရှင်ကြီးကဒေါသတကြီးငင်းဆန်ခဲ့ပေမဲ့လူငယ်လေးကဆွဲကြိုးကိုရေဖန်ခွက်ထဲသို့ချပြလိုက်တဲ့အခါမှာတော့ဆွဲကြိုးရဲ့ရွှေရောင်တွေဟာချက်ချင်းပဲအယောင်ကျွတ်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရတဲ့ဆိုင်ထဲကလူတိုင်းဟာအံ့အားမြင်သက်သွားကြပြီးလူငယ်လေးရဲ့စွမ်းအားကိုအတိမတ်ပြုသွားကြပါတော့တယ်။